မနက်ကပြတဲ့ခွန်တစ်ရှစ်ဆိုင်ကြည့်ပြီးကြပြီမလားခွန်တစ်ရှစ်ခွန်ရှစ်တစ်ပေါ့နော်ကျွန်တော်နှစ်ကွက်တော့ထိုးပေါ့ခွန်ထိတ်နဲ့ခွန်တစ်ရှစ်ခွန်ရှစ်တစ်မနက်ကကျွန်တော်6ပရိတ်လေးပြတယ်နောက်ပေါင်း9လေးပြတယ်နော်နောက်ခွန်ရှစ်တစ်ကိုကနန်းအချွေးဆိုင်ရောနောက်အထောင်နေထိတ်ထောင်3လုံးပေါက်ရမယ့်စိုက်ကောနောက်ထောင်3လုံးလာပေါက်ကမယ့်စိုက်ရောကျွန်တော်အကုန်ပြပြီးသွားပြီကြံခဲ့တာမနက်ကကြံခဲ့တာရှေ့ပေါင်း8ကြံခဲ့တယ်နော်တကယ်လို့ရှေ့ပေါင်း8နောက်ပေါင်း9အဲ့မှာမနက်ကရှေ့ပေါင်း8ကိုကျွန်တော်ပြဖို့ကြံခဲ့တယ်ရှေ့ပေါင်း8ကကျွန်တော်ဒီနားမှာနော်ကျွန်တော်တို့ရှစ်ထိပ်စီး3ညခါနော်အဲ့ရှစ်ထိပ်စီး3ညခါကနေရှစ်ထိပ်ကနေကျွန်တော်တို့အောက်ကို1ပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲပေါ့နော်5ပွဲကြော်လိုက်ရင်ဒီမှာရှစ်ထိပ်စီး3ညခါတခါဒီရှစ်ထိပ်ကနေအောက်ကိုကျွန်တော်တို့1ပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲကြော်လိုက်ရင်ရှစ်ထိပ်စီး3ညခါနော်ရှစ်3ညဒါအချိန်ကိုက်ပဲသူဖြစ်သွားတာမနစ်ကတစ်နှစ်ကပေါ့နော်အဲ့ဒီ83ညတွေကကျွန်တော်သူကနေတစ်နှစ်ကျော်မှာ1 2 3 4 5 6ချိန်မှာရှေ့ပေါင်းကျွန်တော်တို့8ထည့်တယ်နော်ရှေ့ပေါင်း8ထည့်တယ်ဘောပင်ကလည်းရှေ့ပေါင်း8ဒီမှာလည်း83ညဖြစ်တယ်သူကနေတစ်နှစ်ကျော်1 2 3 4 5 6ချိန်မှာကျွန်တော်တို့ရှေ့ပေါင်း8နော်သူကတော့3 5တွေနဲ့ပဲရှစ်တာကျွန်တော်ဒီနေရာတော့3 5တော့မထည့်တော့ဘူးเนาะရှေ့ပေါင်း8ကိုပဲယူတော့ဒီမှာ83ညဒီနှလုံး8တစ်နှစ်ကျော်1 2 3 4 5 6ချိန်ဆင်းရင်ဒီဝဲမှာရှေ့ပေါင်း8ရှိတယ်ပေါ့လေเนาะရှေ့ပေါင်း8ကိုအပေါ်မှာ3 5 3 5ဒီနေရာ3 5တော့ကျွန်တော်မထည့်တော့ဘူးဒါပေမဲ့နက်ခတ်တော့တဝဲလို့လည်းယူလို့တော့ရတယ်เนาะဟုတ်အဲ့ဒီရှေ့ပေါင်း8ကမနက်ကကျွန်တော်ပြောဖို့စာရွက်ကဆွဲထုတ်တာ2ရွက်ထပ်ပြီးဒီကောင်ကိုပျောက်သွားကျွန်တော်ဒီနေရာမှာရှေ့ပေါင်း5เนาะရှေ့ပေါင်း5 1 2 3 4 5 6 9ချိန်မှာရှေ့ပေါင်း6เนาะ5 6တခါ1 2 3 4 5 6 9ချိန်မှာရှေ့ပေါင်း9เนาะ5 6 91 2 3 4 5 6 9ချိန်မှာရှေ့ပေါင်းကျွန်တော်တို့10ပေါ့ဗျာเนาะဒီလိုထည့်ကြည့်တာအဲ့တော့ရှေ့ပေါင်း5ရှေ့ပေါင်း6ရှေ့ပေါင်း9ရှေ့ပေါင်း10လို့ကျွန်တော်ထည့်ပါအဲ့ဒီရှေ့ပေါင်း10ကိုအပေါ်ကဆင်းလာတယ်ကျွန်တော်တို့ဒီရှေ့ပေါင်း10ရှေ့ပေါင်း10ရှေ့ပေါင်း10ဆိုတာလေးကျွန်တော်ထည့်ချင်တာ3 5 8ထိုးခြင်းထိုးလို့ရတယ်เนาะအဲ့လိုသူက3 5တွဲတွေအပေါ်ကဒါတိုင်းကျလာလို့ဒါပေမဲ့ဒီနေရာမှာကျွန်တော်3 5တွဲမထည့်တော့ဘူးအဲ့ဒီမှာကျွန်တော်တို့ဒီ4ထိပ်စီကတော့သူကတော့လုံးပိုင်เนาะ4ထိပ်စီကလုံးပိုင်ဒီ4တစ်ချစ်ဆိုတဲ့ဒီကဏ္ဍက1ချိန်ပဲเนาะ4တစ်8ကအောက်မှာ4 3ည1ဒီကဏ္ဍကိုသူကအောက်မှာ1ချိန်နဲ့သူထွက်တာเนาะဒီ4တစ်8ကို4ထိပ်စီလုံးပိုင်နဲ့သူက1ချိန်ကစားတယ်ရှေ့ပေါင်းက9ဒုတိယဆိုင်မှာ6ထိပ်စီးဒီလုံးပိုင်နော်6ထိပ်စီးကလုံးပိုင်6ထိပ်စီးလုံးပိုင်ကို6 2 5တော့1ချိန်နဲ့သူကစားတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီကပ်မှာ2ထိပ်စီးဒီလုံးပိုင်2 2 3ကို1ချိန်သူကစားတယ်နော်အဲ့ဒါဆိုရင်အခုကျွန်တော်တို့အပြင်ကိုက်ပြေးလာလိုက်ဒီ1ထိပ်စီးဒီလုံးပိုင်ဘယ်နေရာလာမယ်မသိဘူးเนาะလုံးပိုင်ဒီ1 4 5ကို1ချိန်ကစားမလားထိုးစရာကအဲ့ဒီမှာ1 4 5ကို1ချိန်ကစားမယ်ဆိုရင်ဒီ1ကိုကျွန်တော်တို့ကခါထည့်လိုက်တာနဲ့ရှေ့ခွန်ထိပ်စီးလဲရှိတာဟုတ်เนาะအဲ့တော့ရှေ့ပေါင်း8ဖြစ်အောင်ခွန်1အတွဲကျွန်တော်ထည့်လိုက်တာအဲ့ရှေ့ပေါင်း8ရှေ့ပေါင်းခွန်6 5ဒီပေါ်ကဏ္ဍ1ချိန်ထိပ်စီးသည့်လုံးပိုင်
ကိုထိတ်စီးရလုံးပိုင်ဒီကနန်းဝမ်းချင်းရှေ့ပေါင်းက6ဒီနှစ်ထိတ်စီးဒီလုံးပိုင်ဒီနှစ်3ဒီဝမ်းချင်းနော်ဒါဆိုလို့ရှိရင်ဒီနေရာမှာ1လုံးပိုင်နဲ့145ဝမ်းချင်းကစားမလားမကစားဘူးလားမသိဘူးရှေ့ပေါင်းက8နော်ရှေ့ပေါင်း8ကို145ဝမ်းချင်းနဲ့ကနန်းထုတ်ပြီးတော့ထိုးခြင်းလဲထိုးလိုက်ပေါ့ဗျာနော်ကျွန်တော်ပြောတဲ့သဘောပေါက်ပါပါရှေ့ပေါင်း8ကို145ဝမ်းချင်းကို1လုံးပိုင်နဲ့ကင်ပြီးတော့ထိုးရအဲ့ဒီမှာကျွန်တော်ဒီဗရိတ်1နော်အဲ့ဒီဗရိတ်1ဒီ1ခါလို့သူထည့်ထားတာနော်ဒီ6ဗရိတ်ဒီမှာ6ခါလို့သူထည့်ထားတာနော်1ဗရိတ်ကို1ခါလို့ထည့်ရှေ့ပေါင်းက9ဒီ6ဗရိတ်ကို6ခါလို့ထည့်ပြီးရှေ့ပေါင်းက6နော်ဒါဆိုရင်ဒီ2ဗရိတ်ဒီမှာ2ခါလို့ထည့်ထားတာရှေ့ပေါင်းက9နော်ဒါဆိုရင်ဒီ8ဗရိတ်ဒီနေရာမှာ8ခါလို့ထည့်မလားနော်8ခါလို့ထည့်မယ်ဆိုရင်ဒီလိုဖြစ်သွားမှာနော်ဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကိုပုံသေးမယူဘူးဘာလို့မယူတော့ဆိုတော့ဒီ2ဗရိတ်မှာတော့2ကကျွန်တော်တို့ကခါလို့ယူလို့ရတယ်လို့အပိတ်လို့လည်းယူလို့ရတယ်သူက2မျိုးဖြစ်နေတယ်နော်ပုံသေးသွားယူလို့မရဘူးဆိုရင်ဒီရှစ်ဒီနေရာမှာခါကျင်လဲခါမယ်မခါကျင်လဲပိတ်မယ်နော်ကျွန်တော်တို့ကဖြန့်ပြီးတော့တွေးကြည့်လိုက်ရင်ချိန်မှာတော့ခါးတွေထည့်တယ်ဒါကတကက်နှစ်ကက်သုံးကက်လေးကက်ဖြစ်နေတဲ့အတွက်ဒီရှစ်ကိုကျွန်တော်ခါးမှာထည့်ခြင်းရင်ဒီကနန်းထိုးပင်နော်ရှေ့ပေါင်းရှစ်ကိုတော့ကျွန်တော်ပြုတ်တကယ်လို့ဒီတစ်ကိုကျွန်တော်တို့ခါးထည့်ပြီးဒီတစ်ရှစ်အတွဲနဲ့ရှေ့ပေါင်း6နဲ့ရှေ့ပေါင်း8နဲ့ရိုက်ရှင်ရင်တော့ကျွန်တော်ထိုးတရားနော်ခွန်1-8ဆိုတဲ့ကဏ္ဍတစ်ခွက်ဒါထိုးမယ်ဆိုရင်ရှေ့ပေါင်း8ကောဒီ8အပါဒီ1အပါနဲ့နော်ကျွန်တော်တို့ဒီလိုကြိုက်အောင်ထိုးမယ်ဆိုရင်တော့ဒီကဏ္ဍထိုးလို့ရတယ်ဒီကဏ္ဍကို1ချင်းကို8-1ကိုကျွန်တော်တို့အတွဲလိုက်ယူမယ်5-1 1ချင်းနဲ့ကြိုက်မယ်ဆိုရင်1-8-4နဲ့1-8-5နော်1-8-4နဲ့1-8-5ဒါပဲရှိတယ်ကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့တွေးပြီးတော့ထိုးနော်ကြိုက်တယ်လို့တွေးပြီးထိုးတကယ်လို့သူကဒီ8ခါနဲ့ရှေ့ပေါင်းက8ဖြစ်အောင်ဆိုရင်ဒါ3-8ကြီးဖြစ်သွားမှာ3-8ကြီးဖြစ်သွားရင်ဒီတစ်ကနောက်ကထည့်လိုက်ရင်ဒါတော့3-8ဆိုတဲ့အတွေ့အကြီးဖြစ်သွားမှာနော်ကျွန်တော်တော့ဟိုနေ့မဖြစ်ဘူးဒီ site ကိုကျွန်တော်ပြောရတဲ့အကြောင်းရင်းကကျွန်တော်ကဒီ6ဖြစ်တယ်နော်ဒီမှာ6နောက်တစ်ချက်ဒီမှာ2ဖြစ်တယ်ဒီမှာကျတော့ကျွန်တော်တို့ဒီနေရာမှာ8နဲ့1နဲ့ဖြစ်သွားနော်အဲ့တော့ပထမကတ်မှာပြန်ကြည့်လိုက်ရင်သူ1နဲ့4နေရာဒီမှာအတွဲလိုက်ဆင်းတာပဲနော်ဒီ1ဒီ4ဒီမှာကျတော့ဒီ6ဖြစ်သွားဟောဒီမှာကျတော့လည်းဒီနေ့ဖြစ်သွားရဒီမှာကျတော့8-1ဒီ8-1ဒီအတွဲလိုက်ဆင်းမလားဆိုတဲ့အတွေးပဲကျွန်တော်တွေးထားတာနော်8-1ကိုအတွဲလိုက်ဆင်းရင်ရှေ့ပေါင်း8ဆိုတဲ့ရှေ့ပေါင်း8တွေကိုကျွန်တော်ယူထည့်မယ်နော်ဒီကပြေးလာတဲ့ရှေ့ပေါင်း5 6 8ဆိုတာကိုယူထည့်မယ်ဆိုရင်ဒီ1-8ဆိုတဲ့ကဏ္ဍကအလှဆုံးကဏ္ဍပဲနော်ဘယ်လိုဖြစ်သွားမယ်ဆိုတာကျွန်တော်တို့မသိဘူးကိုယ့်ကိုပြန်ချကြည့်လိုက်နော်ကလန္နာထဲမှာပြန်စစ်ကြည့်နော်မှီသေးတယ်ဒီညမှီသေးတယ်နော်စစ်ကြည့်ဒီကဏ္ဍဝမ်းချင်းယူမလားဒီရတော့လုံးပိုင်စင်းတယ်ဒီဗရိတ်1ကလည်းလုံးပိုင်စင်းတယ်နော်1-4အတွဲနဲ့ဒီကဏ္ဍလုံးဝမ်းချင်းဒါဆိုရင်ဒီမှာကျတော့6ချင်းသွားတူတဲ့အခါကျတော့ကျွန်တော်တို့6တလုံးပဲယူလိုက်မယ်ဒီကဏ္ဍ1ချင်းနော်တခါဒီမှာ2ချင်းသွားတူတော့2တလုံးလုံးပိုင်နဲ့ဒီကဏ္ဍ1ချင်းနော်အခုကျွန်တော်တို့ဒီမှာကျတော့8-1ဖြစ်သွားရောမတူတော့ဘူး8-1အတွဲလိုက်ကိုယူကစားရင်ဒီကဏ္ဍ1ချင်းမဖြစ်ဘူးအဲ့လိုမယူဘူး1တလုံးပိုင်နဲ့ဒီကဏ္ဍ1ချင်းကစားခြင်းတမျိုးနော်ဒီ8-1အတွဲကိုဒီကျွန်တော်တို့ရှေ့ပေါင်း8နဲ့ကစားရင်တမျိုးဖြစ်သွားမှာနော်ကျွန်တော်မိတ်ဆွေတွေညံကွန့်ပြီးတော့ထိုးကြည့်ပေါ့ဗျာနော်ကျွန်တော်ကတော့အဲ့ထဲကရွေးဆိုရင်ကျွန်တော်ရွေးဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်ခွန်1
4ဆိုတဲ့ကဏ္ဍတစ်ခွက်ရွေးမယ်နော်ခွန်တစ်4ဆိုတဲ့ကဏ္ဍတစ်ခွက်ရွေးမယ်တစ်နှစ်ကျော်ကဏ္ဍဖြစ်နေလို့နောက်တစ်ခုကခွန်တစ်8ခွန်8တစ်ဒီလိုမျိုးပဲကျွန်တော်ထည့်မယ်နော်ကျွန်တော်မိတ်ဆွေတွေမနက်ကကျွန်တော်ရှေ့ပေါင်း8ကိုထည့်မပြောလိုက်ရနော်ဒါရှေ့ပေါင်း8 site ရှေ့ပေါင်း8 site ပြောပြီးပြီနောက်ပေါင်း9မနက်ကကျွန်တော်ပြောပြီးပြီနော်နောက်ကျွန်တော်ကဏ္ဍအကွက်ရွှေ့ site တွေပြောပြီးပြီဒီလိုက်ကကျွန်တော်အတွေးနဲ့ကျွန်တော်ထည့်တယ်ဒါပေမဲ့အတွေးဆိုပေမဲ့ဒီ line မှာတူညီချက်တွေအများကြီးရှိတယ်နော်တူညီချက်တွေအများကြီးရှိတယ်ဆိုတာတို့ဒီနားမှာဒီနေရာပြန်ကြလို့လည်းယူလို့ရတယ်เนาะဒီ483ဘေးမှာထွက်တဲ့483ဘေးမှာထွက်တဲ့ခဏကပြန်ကြလို့လည်းယူလို့ရတယ်เนาะဒီမှာလည်း483ဘေးမှာထွက်မဲ့ဒီခဏဒီတက်ခွန်ချင်းမဟုတ်ရင်ပြန်ကြလို့ယူလို့ရတယ်เนาะဒါပေမဲ့ကျွန်တော်အဲ့ဒါကိုမယူဘူးအဲ့ဒီမှာဒီ483ဘေးမှာထွက်တဲ့ခဏကကျွန်တော်တို့အရှိတစ်နှစ်ကျော်မှာသူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့900ဆိုတဲ့ကနေ့ပြန်ကြရှိတယ်သူ့ရဲ့ဇောင်းမှာတစ်ထိပ်စီပရိဆက်တစ်ဆိုတာရှိတယ်နော်အဲ့ဒီဘေးရခဏခွန်2 6ဆိုတဲ့ကနေ့ကိုကျွန်တော်တို့ဒီလိုတဲ့ကောက်ပါ6နှစ်ခွန်နော်6နှစ်ခွန်ဆိုတဲ့ကနေ့ကိုနောက်ကနေ6နှစ်ခွန်လို့ကျွန်တော်ပြန်ထည့်ခြင်းတကယ်လို့ဒီနေရာမှာလည်းအဲ့လိုပဲဒီ38ဘေးမှာထွက်တဲ့ခဏန်းဒီသူ့ရဲ့အရှိတစ်နှစ်ကျော်က893ပြန်ကြသူ့ရဲ့မြင်းကုန်းမှာတစ်ထိတ်နဲ့ပရိဆက်တစ်လို့ထောက်ထားတယ်ဘေးရခဏန်း8တစ်ခွန်နော်8တစ်ခွန်ကိုနောက်ကနေပြန်ရေး8တစ်ခွန်ဆိုပြီးကျွန်တော်တို့နောက်ကနေပြန်ရေးပြီးထည့်မယ်ဆိုရင်ဒါလေးရထည့်လို့ရတယ်အဲ့လိုမှမဟုတ်ရင်ဒီနေရာမှာသူကပြန်ကြဆိုတဲ့ခဏကစားလို့ရတယ်ဗောနော်ကျွန်တော်အဲ့လိုတွေးထည့်လိုက်တာအဲ့တော့ကျွန်တော်မိတ်ဆွေတွေနဲ့ဘာရတော့မဟုတ်ဘူးဗောနော်ကျွန်တော်ဒီရှေ့ပေါင်း8ဆိုတာလေးဒီမနက်ကကျွန်တော်မပြောလိုက်ရတာနော်ဒီကလာတဲ့56ခွန်8ဆိုတာလေးကျွန်တော်မပြောလိုက်ရလို့နော်နောက်တစ်ချက်ကကျွန်တော်တို့ဒီကိုထိပ်ဒီလုံးပိုင်းဒီနှစ်ဒီလုံးပိုင်းနော်ဒီတစ်ဒီလုံးပိုင်းအဲ့တော့အဘောက1ချိန်ကြမယ်မကြဘူးဆိုတော့ကျွန်တော်လည်းမသိဘူးเนาะအဲ့တော့ကြခြင်းလဲကြလိမ့်မယ်ပေါ့ကဲအားလုံးပဲเนาะခွန်8ခွန်8နှစ်ကွက်ဦးစားပေးပြီးတော့ကစားကြံတဲ့ဟာပပလေးတော့ရန်တာအကျွန်တော်ပြောတာတော့အစုံပဲပေါ့เนาะစုံသွားပြီပေါ့ရှေ့ပေါင်း8နောက်ပေါင်း9ပရိ6မနက်ကကျွန်တော်ပြတဲ့ site တွေလည်း site ကောင်းနေပါပဲเนาะကြည့်တတ်တဲ့လူဆိုရင်သဘောပေါက်ပါတယ်မနက်ကကျွန်တော်ပြတဲ့ဒီ site မျိုးဆိုရင်ခဏအရွှေရောအထောင်လှဲပို့ရောဒီကောင်မျိုးတွေဆိုရင်ကျွန်တော်ဒါမျိုးတွေဆိုသိအောင်ကြိုက်တာပေါ့เนาะကောင်းတယ်မနက်ကဒီ site လို့ကျွန်တော်ပြောတယ်ဒီ3ညကနောက်ပိတ်တွင်ထွက်တာနောက်တမှာဒီ8ဒီနောက်ပိတ်နဲ့ထွက်တာအခုနောက်ဆုံးကမှလည်းဒီ8ဒီနောက်ပိတ်နဲ့ထွက်မယ်ဆိုရင်ကျွန်တော်တို့ဒီ2မျိုးထွက်လို့ရတယ်เนาะ8တိခွန်ဆိုတဲ့ကနေ့ဒါဆိုရင်ကိုကအန်ခိုက်ဖြစ်သွားမှာအဲ့ဒီကောင်ကဒီ site ကိုကျွန်တော်ကသဘောကျလို့အော်ခိုင်းတာဒီဇောင်းချစ်ဖြစ်လိုက်တဲ့ဘေးကနောက်ပိတ်3လုံး3ည18ကို3နှစ်ကျော်မှာပေါက်လိုက်တာနဲ့အဲ့ဒီကဏ္ဍဒီအရှိ15နှစ်မြောက်မှာခွန်ထည်ကြီးဆောင်မှာကြိုပေါက်ခဲ့တဲ့ကဏ္ဍဖြစ်တယ်နောက်ဒီကက်မှာလည်းအတူတူပဲဒီလိုဇောင်း8လို့ဖြစ်လိုက်တဲ့348ဒီ3နှစ်ကျော်မှာပေါက်လိုက်တာနဲ့အဲ့ကဏ္ဍဒီအရှိ15နှစ်မြောက်ကခွန်ထည်ကြီးရဲ့ဆောင်းကကဏ္ဍအခုကျွန်တော်တို့ဒီမှာဇောင်း8ဖြစ်ထားတဲ့ခွန်18ဒီ3နှစ်ကျော်ဒီနေရာမှာပေါက်လိုက်ရင်ဒီကဏ္ဍဒီအချိန်15နှစ်မြောက်ခွန်ထိပ်စည်းရဲ့ဇောင်းမှာကြိုပေါက်ခဲ့တဲ့ကဏ္ဍဖြစ်ကနော်
အဲ့ဒီမှာဒီရှစ်ထိပ်ဒီရှစ်နောက်ပိတ်နဲ့ထွက်မယ်ဆိုရင်ဒီပုံစံထွက်လို့ရတယ်နော်ခွန်1 8ဆိုပြီးထွက်လို့ရတယ်ခွန်ထိပ်တွေကကျွန်တော်စလွင့်နေရပြထားပြီးသားခွန်ထိပ်စီ3လုံးကြားရမယ် site တွေနော်ချစ်ရှိတယ်ကဲလေးတစ်နဲ့လေးငါဝမ်းချင်းကြိုက်တယ်အဲ့ပေါ်လေနော်ကျွန်တော်အချိန်မီဒါလေးရလာပြောပြတာကိုယ့်အကိုညံကွန်ပြီးထိုးပေါ့နော်ခဏက၄ကစိုက်ပြဆိုပေမဲ့လေသူကနောက်ဆုံးကတ်မှာမူကနည်းနည်းလေးကွဲသွားတာဟုတ်ဒါပေမဲ့မူကွဲသွားတယ်ဆိုပေမဲ့ပထမကတ်မှာလေသူကတူတာမဟုတ်တာဗရိတ်ဆက်တက်တယ်လေးထိတ်နေတာဒီမှာတွဲပြီးကြာလာတာဆိုအခုနောက်ဆုံးကတ်မှာဒီဗရိတ်ရှစ်နဲ့တက်ထိတ်နေအတွဲပြီးကြာလာနေဒါတစ်ရှစ်အတွဲလိုက်ပြုတ်သွားလို့ရတာနော်ဝမ်းချင်းဆိုတာမျိုးကတော့တိတ်ပြီးတော့သွားအားမကူနဲ့သူ့ရဲ့သူဝင်နေဖြစ်ခါမှာဖြစ်ကောပဲနောက်ခွန်6 3 5 8နော်မမေ့နော်ခွန်5 8